ကျေးလက်သဘာဝကျေးလက်အလှ အခုကမိုးနဲ့မင်းကြီးရဲ့ကောင်းမှုကြောင့်ငါမြေတွေတိုးပြီးရာခွက်ကြီးအများကြီးဖြစ်သွားပြီကွာ ဘယ်မျိုးစီအဆင်မပြေလဲငိုလေးနဲ့ဘာချိပါလားဗျာ ဒီကောင်ကြီးကမျိုးနဲ့ရုံးနဲ့ဆေးရမွဲတည်တဲ့ကောင်လေး မင်းနဲ့တူတယ်လို့မင်းဆိုတော့လောင်တဲ့နေရာကိုအရင်ငင်းစားရတယ်လို့ ကိုမျိုးတင်တို့မိသားစုကကျွန်တော်တို့နဲ့အထီးကရံဘက်လေသူတို့ရှို့တာပဲဖြစ်မှာဗောကိုကြီးက မျိုးလေးနှစ်ဖက်မိဘတွေအဆင်ပြေပါစေလို့ပဲဆုတောင်းနေတယ် ဒီမှာကိုမိုးမေခမရလေကျုပ်တို့မိသားစုကိုရှင်ခွဲခွဲအောင်လုပ်တယ်လို့လူရောက်မှာ ယနေ့ညမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာကျေးလက်သဘာဝကျေးလက်အလှ